အားလုံးမင်္ဂလာပါကျွန်တော်တို့လက်ရှိကိုရီးယားနိုင်ငံမှာအိမ်တိုင်းနဲ့အလုပ်လုပ်နေတာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့တွေတစ်သက်လုံးပင်ပန်းနဲ့လဲပတ်နေလို့မဖြစ်ဘူးဆိုတာအားလုံးသိကြမှာပါကျွန်တော်လည်းသိတယ်ဒီချက်မကဘာတွေပူကောင်းလုပ်လို့ရမလဲဒီချက်မကတိုးတက်အောင်ဘာတွေလုပ်လို့ရမလဲဆိုပြီးတော့လိုက်တယ်ခီးသွားတာလေးကိုကျွန်တော်ခဏလောက်နားပြီးတော့ challenge တစ်ခုခေါ်လိုက်ပါတယ်မြန်မာနိုင်ငံရွှေနှုတ် app ထဲမှာရှိတဲ့ကဘာကျော်စာအုပ်အကောင့်တွေရဲ့အနှစ်ချုပ်တွေကိုကျွန်တော်တစ်ပတ်ကိုတပုံလုံးရအောင်ဖတ်ပြီးတော့ပြန်လည်မျှဝေပေးသွားမယ် challenge ဖြစ်ပါတယ်ဒီစာအုပ်အနှစ်ချုပ်တွေကအသုံးဝင်မဲ့အချက်လက်တွေကိုအချိန်တိုအတွင်းရင်းနှီးရအောင်ကျွန်တော်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီရွှေနှုတ် app ထဲမှာကဘာကျော်ပညာရှင်တွေချမ်းသာတွေရဲ့အုံနောက်တွေရဲ့အနှစ်ချုပ်တွေငွေကြေးဆိုင်ရာသုံးစွဲမှုအကြောင်းစာအုပ်တွေစတဲ့စာအုပ်ကောင်းတွေအများကြီးရှိပါတယ်ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တုံးချင်းစီတိုင်းရဲ့အနှစ်ချုပ်တွေရဲ့အသုံးဝင်မဲ့အချက်လက်တွေကိုစနေနေ့တိုင်းမှာကျွန်တော်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ပထမဆုံးစာအုပ်အနှစ်ချုပ်ကတော့ကျွန်တော်ဟတ်ထီစီရဲ့ The Psychology of Money ပါ။ဒီစာအုပ်တွေရဲ့အနှစ်ချုပ်တွေကိုကျွန်တော်ရဲ့ YouTube channel မှာတင်သွားမှာဖြစ်လို့ like and subscribe တောက်လုပ်ပေးကြပါအောင်။ကျွန်တော်တော့ကြော်စင်ထုံးပါ